ဝါတော့တဲ့ကဘိုက်ပူလေဖောင်ဖောင်ဟိုးရှိရှိတုံးကမြင့်မားတဲ့တောင်တိုင်းကြီးတွေဝင်းရံထားပြီးစိန်လန်းဆိုပြေးလာတဲ့ဝါတော့ကြီးတစ်ခုရှိပါတယ်အဲ့ဒီဝါတော့ကြီးထဲမှာဖောင်ဖောင်လို့ခေါ်တဲ့ပန်ဒါဝက်ဝင်လေးတစ်ကောင်နေထိုင်ပါတယ်ဖောင်ဖောင်ဟာမျက်လုံးပေးမှာအမဲကွင်းကြီးတွေရှိပြီးကိုယ်လုံးလေးကဝါဝတုတ်တုတ်အမွှေးပေါ့ပေါ့လေးနဲ့မြင်ယုံနဲ့ချစ်ချင်စရာကောင်းတဲ့ပန်ဒါလေးတစ်ကောင်ပါဖောင်ဖောင်ရဲ့အကြိုက်ဆုံးအယုတ်ကတော့စားတာနဲ့အိတ်တာပါပဲစားပြီးရင်အိတ်ပြီးရင်စားဒါပဲသူ့ဘဝရဲ့ပျော်ရွှင်မှုပါတနေ့မှာတော့ဖောင်ဖောင်ဟာဝါးပင်တွင်ကြားမှာအိတ်ပျော်နေရင်ကဗိုက်စာလုံးလို့နိုးလာပါတယ်သူကသူ့ဗိုက်ပူပူလေးကိုကိုင်ပြီးဗိုက်စာလိုက်တာဝါနုနုလေးတွေစားချင်လိုက်တာလို့ညီးလိုက်ပါတယ်ဒါပေမဲ့သူ့နေရာနားမှာရှိတဲ့ဝါးရွက်တွေကအကုန်လုံးကိုဖောင်ဖောင်ပဲအရင်ကစားပြီးသားဖြစ်နေပါတယ်။ဖောင်ဖောင်ဟာနည်းနည်းစိတ်မကောင်းဖြစ်သွားပြီးတောထဲကိုကြည့်လိုက်ပါတယ်။ဒီလိုနဲ့တော့မဖြစ်ဘူး။ဝါနုနုလေးတွေရှာဖို့လမ်းရှောင်ထွက်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဖောင်ဖောင်ဟာဝါဝတုတ်တုတ်ကိုလုံးလေးနဲ့တောထဲကိုလမ်းလျှောက်လာပါတယ်။အစမှာတော့အဆင်ပြေပါတယ်။ဒါပေမဲ့ခဏကြာတော့မောလာပါတယ်။ခြေလဲနည်းနည်းလျှောက်နည်းနည်းနာပြန်လျှောက်ပြန်မောနောက်ဆုံးမှာတော့ဖောင်ဖောင်ဟာလမ်းလျှောက်ရဲမောလို့မြေပြင်ပေါ်ကိုလဲကျသွားပါတယ်။သူ့ဘိုက်ပူပူလေးကအပေါ်ကိုမျက်နှာမူပြီးလက်လေးတွေကလေထဲကိုမြှောက်ထားပါတယ်။ဟူမောလိုက်တာဒါပေမဲ့ဝါနုလူလေးတွေစားရမယ်ဆိုရင်ငါထက်လျှောက်နိုင်ပါသေးတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ပင်ပေါ်ကနေခုံပေါက်နေတဲ့ရှင်ကလေးတစ်ကောင်ပေါ်လာပါတယ်။အဲ့ဒီရှင်ကလေးရဲ့နာမည်ကကျွတ်ကျွတ်လို့ခေါ်ပါတယ်။ကျွတ်ကျွတ်ကဖောင်ဖောင်ကိုကြည့်ပြီးဖောင်ဖောင်ဘာဖြစ်လို့ဒီမှာလဲနေတာလဲလို့မေးပါတယ်။ဖောင်ဖောင်ကဘိုက်ကိုပုတ်ငင်းငါဝါနုနုလေးတွေရှာနေတာဒါပေမဲ့မောလို့ဖြေပါတယ်။ကျွတ်ကျွတ်ကပြုံးပြီးတောင်ကုန်းအကျော်ချောင်းဘေးမှာဝါးပင်အသစ်တွေအများကြီးရှိတယ်။ငါလမ်းပြပေးမယ်လို့ပြောပါတယ်။ဖောင်ဖောင်ဟာအယမ်းပျော်သွားပြီးကျွတ်ကျွတ်နဲ့အတူဆက်ရှောင်သွားပါတယ်။လမ်းကြီးမှာဖောင်ဖောင်မော်တိုင်းကျွတ်ကျွတ်ကအားပေးပါတယ်။နောက်ဆုံးမှာတော့စိမ်းဆိုးနေတဲ့ဝါတော့အသစ်ကြီးကိုရောက်သွားကြပါတယ်။ဖောင်ဖောင်ဟာဝါနုနုလေးတွေကိုမြင်ရည်ရက်ရက်စားလာတော့တယ်။ဘိုက်ဝသွားတဲ့အခါဖောင်ဖောင်ကကျွတ်ကျွတ်ကိုကြည့်ပြီးတငယ်ချင်းရှိလို့ငါမအောင်မြင်ဘူးဆိုတာမရှိတော့ဘူးလို့ပြောပါတယ်။အဲဒီနေ့ကစပြီးဖောင်ဖောင်ဟာအိတ်ယုံတင်မကတော့ပဲတငယ်ချင်းနဲ့အတူလမ်းလျှောက်ထွက်ပြီးအသစ်တွေလိလာတတ်လာပါတယ်။ဒီပုံပြင်လေးကဇွဲရှိခြင်းနဲ့ကုညီတတ်တဲ့တငယ်ချင်းကောင်ဘလောက်တန်ဖိုးရှိလဲဆိုတာကိုသင်ပေးတဲ့